ပထမကဘာကြီးကောင်းကင်ပြားကြီးထဲမှာအဖြူရောင်တိမ်လေးတွေကရွေရှားနေတယ်။ညခင်းပေါ်မှာတိုးကလေးတွေကအနားယူနေတယ်။အကြီးအသေးမျိုးစုံရှိတဲ့ပန်းခင်းထဲမှာလည်းလိပ်ပြာလေးတွေကဖလက်ဖလက်ပြန်တန်းနေတယ်။ငါတို့နေတဲ့ကဘာကြီးကအစမှဘလို့ပြုလုပ်ခဲ့တာလဲ။ပထမဦးဆုံးကဘာကြီးဆိုတာဘာမှမရှိတဲ့အရာကြီးပေါ့ကဘာကြီးကအမောင်ကျူကြီးထဲမှာရှိနေတာပေါ့အဲ့ဒီထဲမှာဖျားသခင်ပဲရှိတယ်ဖျားသခင်ကလှပတဲ့ကဘာကြီးကိုဖန်ဆင်းခြင်းပါတယ်ဒါကြောင့်အလင်းဖြစ်စေဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီမှာကဘာကြီးကလင်းထိုင်သွားပါတယ်ဖျားသခင်ကအလင်းကိုနေလို့ခေါ်ပြီးအမှောင်ကိုတော့ညလို့ခေါ်ပါတယ်ဒီလိုမျိုးပထမဆုံးရက်ဆိုပြီးစပြီးဖြစ်ပေါ်လာခဲ့ပါတယ်ဒုတိယရက်ကျတော့နေထွက်လာပါတယ်ဖျားသခင်ကရေကိုနှစ်ပိုင်းဖြစ်စေဆိုပြီးပြောလိုက်ပါတယ်ဖျားသခင်ပြောတဲ့အတိုင်းရေနဲ့ရေဟာနှစ်ပိုင်းကွဲသွားပြီးအပြာရောင်ကောင်းကင်ကြီးပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့နောက်တစ်ရက်ရောက်တော့ဘုရားသခင်ကမြေကြီးဖြစ်စေဆိုပြီးပြောလိုက်ပြန်လေအဲ့ဒီမှာမြေကြီးဖြစ်ပေါ်လာပါတယ်မြေကြီးပေါ်မှာမြင့်မားတဲ့တောင်တန်းကြီးတွေအရန်နဲ့တဲ့ချိုင်ကြီးတွေပြီးတော့ကျေပြောတဲ့တောကြီးတွေလည်းပေါ်လာတယ်ပြီးတော့ရေတွေအများကြီးစုနေတဲ့ပင်လယ်ကြီးလည်းဖြစ်လာပါတယ်ဘုရားသခင်ကမြေကြီးပေါ်မှာမြက်ပင်လေးတွေဟင်းရွက်ပင်လေးတွေအရသာအရန်ရှိတဲ့တစ်သီးပင်အများကြီးကိုထွက်လာအောင်လုပ်ပေးခဲ့တယ်။ဒါကတော့တတရရက်ပဲဖြစ်ပါတယ်။၄ရက်မြောက်နေ့မှာလည်းဘုရားသခင်ကလုံးဝမနာပါဘူး။ကောင်းကင်မှာထွန်းထွန်းတောက်တောက်ဖြစ်နေတဲ့နေမင်းကြီးနဲ့အေးမြလာတဲ့လာမင်းကြီးကိုချိတ်ဆွဲထားလိုက်ပါတယ်။ပြီးတော့လင်းလင်းလက်လက်တောက်ပနေတဲ့ကျယ်လေးတွေကိုလည်းချိတ်ဆွဲပေးထားပါတယ်။9ရက်မြောက်နေ့ကျတော့ဘုရားသခင်ကရေထဲမှာကူးခတ်နေတဲ့ငါးလေးတွေကိုဖန်ဆင်းခဲ့တယ်။အဲ့ဒီအပြင်ငှက်လေးတွေကိုလည်းဖလက်ဖလက်နဲ့လေးပေါ်မှာပြန်ဝဲစေခဲ့ပါတယ်။အမျိုးစုံပြီးများပြားတဲ့တိရစ္ဆာန်တွေကို6ရက်မြောက်နေ့မှာဖန်ဆင်းခဲ့ပါသေးတယ်။တွန်လင်းခုံဆွပြေးနေတဲ့အကောင်လေးတွေလည်းဖန်ဆင်းခဲ့ပါတယ်။တကယ်ချင်းတို့ကဒီတိရစ္ဆာန်တွေကိုတိရစ္ဆာန်ရောမှာမြင်ဘူးကြလားအဲ့ဒီနောက်ဘုရားသခင်ကဘာထက်လောက်အောင်မယ်လို့ထင်လဲမြေမှုန့်နဲ့အထူးဆန်းဆုံးဖန်တီးမှုကိုပြုလုပ်ခဲ့ပါတယ်လူပဲဖြစ်ပါတယ်ဘုရားသခင်ကအရန်လှပတဲ့ဥယျာဉ်ထဲမှာလူနေဖို့ကိုပြုလုပ်ပေးခဲ့ပါတယ်ပန်းလာလာလေးတွေအမြဲဖူးပွင့်ပြီးစားစရာတွေလည်းအများကြီးရှိပါတယ်အရန်လှပပြီးအေးချမ်းတဲ့နေရာလေးပေါ့ဖျားသခင်က6ရက်အတွင်းအံ့ဩစရာကဘာကြီးကိုဖန်တီးခဲ့ပါတယ်ဖျားသခင်ကြည့်တဲ့အခါအားလုံးကအရန်ကောင်းမွန်နေပါတယ်9ရက်မြောက်နေ့ကျတော့ဖျားသခင်ကကောင်းချီးပေးပြီးအေးဆေးအနားယူပါတော့တယ်ဖျားသခင်ကလူသားကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်6ရက်အတွင်းကဘာကြီးကိုဖန်ဆင်းခဲ့ပါတယ်နောက်ဆုံးမှာလူသားကိုဖန်ဆင်းခဲ့တယ်အဲ့ဒါကဖျားသခင်နဲ့ပုံသဏ္ဍာန်ချင်းဆင်တူပါတယ်ပြီးတော့ဖန်ဆင်းခံရတဲ့အားလုံးကိုအုပ်ဆိုးဆွေဖို့မိန့်တော်မူခဲ့တယ်အုပ်ဆိုးပါဆိုတဲ့အရာကကောင်းမွန်စွာပြုစုပြီးထိမ့်သိမ့်ပါဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒီလိုမျိုးဖျားသခင်ရဲ့အလိုတော်ကိုသေချာသိပြီးလိုက်လျှောက်ရမယ့်အရာကကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်ပြီးတော့ဖျားသခင်ကလူသားကိုအသက်ဝိညာဉ်ထည့်ပေးခဲ့ပါတယ်အဲ့ဒါကလူသားရဲ့တန်ဖိုးအရှိဆုံးအရာပဲဖြစ်ပါတယ်